လုံးလေးဩဝါဒစာခန်းကြီး9အငယ်18နော်ဆိုတော့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းမှာယေရှုခရစ်၌ဖျားခင်အလိုတော်ရှိ၏ဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းကိုကျွန်တော်တို့ကဒီကျေးဇူးတော်ချီးမွမ်းရာနေ့မှာမွေးနေ့တွေဒီ New Year တွေမှာမဟုတ်ဘူးပေါ့နော်ဖျားခင်ကတော့ဒါကိုအကျင့်တစ်ခုအနေနဲ့အမြဲအစဉ်အမြဲပြုလုပ်ဖို့အလိုရှိတယ်ဆိုတော့ဒီနေရာမှာစင်စင်စရာ၃ခုပေါ့ပထမတစ်ခုကတော့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အရာရာ၌လို့ပြောတဲ့အခါမှာကျမတို့ငယ်ငယ်တုန်းကတော့ပေါ့နော်အရာရာ၌ကျေးဇူးတော်ချီးမွမ်းကြဆိုတော့ချင်တာကလေအချိန်တွေတိုင်းပေါ့အကောင်းကြီးဖြစ်စေဆိုးသည်ဖြစ်စေအချိန်တွေတိုင်းအတွက်ကျေးဇူးတော်ချီးမွမ်းရမယ်လို့ငယ်ငယ်ကတော့ထင်မိတယ်ပေါ့နော်အဲ့ဒီခါကျတော့မိခွန်းထုတ်မိတာပေါ့အချိန်တွေတိုင်းအတွက်ကျေးဇူးမတင်ချင်ဘူးလေနော်အချိန်တွေတိုင်းကကောင်းနေတာမှမဟုတ်တာဥပမာအခုဒီကျောင်းမှာကလေးတွေတနက်ပြစ်ခံရတယ်ကျောင်းကားမီးလောင်တယ်မြန်မာနိုင်ငံမှာနေ့စဉ်မြင်ရတဲ့အနေအထားတွေကိုကျွန်တော်တို့မြင်တွေ့ကြားသိရတယ်ဒီຢာတွေအတွက်ကျွန်တော်တို့ကျေးဇူးမတင်ချင်ဘူးလေနော်ဝမ်းမမြောက်နိုင်ဘူးဆိုတော့ဒီမှာဆရာကြီးတက်တန်ကဘာသာပြန်တဲ့အခါမှာတိတိကျကျလေးဘာသာပြန်ထားရပေါ့နော်အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလို့ပြောတယ်ပေါ့နော်အရာရာအတွက်ကျေးဇူးတော်ချီးမွမ်းကြလို့မပြောထားဘူးပေါ့နော်အဲ့ဒီຢာကအမြဲတမ်းဟိုချားပါတယ်အရာရာအတွက်ဆိုတာဘာပဲဖြစ်ဖြစ်ဘလို့အခြေအနေပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျေးဇူးတော်ချီးမွမ်းပါလို့ပြောတာဖြစ်ပေမဲ့အရာရာ၌ကြတော့မတူဘူးပေါ့နော်ဆိုတော့အရာရာ၌ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်တို့အလုပ်ပြုတ်သွားတယ်အလုပ်ပြုတ်တဲ့အချိန်တွေအတွက်တော့ကျွန်တော်တို့ကျေးဇူးတော်မချီးမွမ်းနိုင်ဘူးဘုရားကိုဆုတောင်းနေကျေးဇူးတော်မချီးမွမ်းနိုင်ဘူးဒါပေမဲ့အလုပ်ပြုတ်တော်ညာလဲကျွန်တော်တို့ကိုခွန်အားပေးထားတယ်အလုပ်ပြန်လဲရှာဖို့အတွက်အခွင့်အရေးတွေရှိတယ်မိသားစုကကျွန်တော်တို့ကိုချစ်နေသေးတယ်ချစ်ခင်တဲ့ဒီအသင်းတော်နဲ့တငယ်ချင်းမိတ်ဆွေရှိနေသေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတော့အခြေအနေတိုင်းမှာဘုရားခင်ကောင်းမြတ်ခြင်းနဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ရှာဖွေပြီးချီးမွမ်းမှုရတယ်နော်အခြေအနေတိုင်းအတွက်တော့ကျွန်တော်တို့မချီးမွမ်းနိုင်ပေမဲ့အခြေအနေတိုင်းမှာတော့ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့သနာခြင်းကုလားဘုရားရဲ့မြတ်တာကိုကျွန်တော်တို့ခံစားရတယ်နော်ဆိုတော့နောက်တစ်ချက်ကကြတော့ထိုးသောကျင့်တည်ခြင်းကလို့ပြောရတဲ့ဒါကအကျင့်တစ်ခုဖြစ်တယ်နေ့စဉ်လှုပ်ဆောင်ရမယ်အလေးအကျင့်တစ်ခုအနေနဲ့ဘုရားခင်ကကျွန်တော်တို့ကိုလှုပ်ဆောင်ဖို့အလိုတော်ရှိတယ်နော်ဆိုတော့ဒီဒါကတော့ဒီသက်တာလေးဩဝါဒစာလို့ရှင်းပြတာဖြစ်တယ်နော်အဲ့တော့နှုတ်ကပတ်တော်ထဲမှာဒီနှုတ်ကပတ်တော်ထဲမှာဒီဓမ္မသစ်ကောဓမ္မဟောင်းမှာလူတွေကဘယ်လိုမျိုးဘုရားကိုကျေးဇူးတင်ကြလဲအခုဒီနှုတ်ကပတ်တော်အဖြစ်တော့ကျွန်တော်တို့ကဟုတ်ပြီကျွန်တော်တို့အချိန်တိုင်းအလေးအကျင့်တစ်ခုအနေနဲ့နေ့ရက်တိုင်း